Valentine's Day ဆိုတာနဲ့အားလုံးကတော့ရင်ခုန်ကြည်နူးစရာနေ့လေးတစ်ခုလို့သိထားကြတာပေါ့ဒါပေမဲ့ဒီနေ့တဲ့နောက်ွယ်ကသမိုင်းအမှန်တရားကကျိုးတော့ထင်ထားတာနဲ့တခြားစီဖြစ်နေလဲဆိုရင်တော့ဘလန်တောင်ကွာချလဲဆိုတာသိရင်တော်တော်လေးအံ့ဩသွားကြမှသိကြတယ်ဟုတ်တယ်လေ Valentine's Day ဆိုတာနဲ့နင်းစီပန်းတွေ chocolate တွေချစ်ချင်းမိတာတွေကိုပဲချက်ချင်းပေးမြင်ကြမှာပဲဒါပေမဲ့လေသူ့ရဲ့မူလအစကတော့လုံးဝကိုမတူဘူးဗျာဘယ်ကနေစခဲ့တယ်လဲဆိုတော့စိတ်တွေးတွေကြားဖို့တွေပြီးတော့လူဖတ်မဲနိုင်ပွဲတွေကနေစခဲ့တာဆိုရင်ယုံနိုင်ကြမှာလားကဲဒါဆိုရင်ဒီ February 14ရက်နေ့ရဲ့တော်တော်လေးကိုရှုပ်ထွေးပွေလေးတဲ့မူလဇမြစ်ကိုသိရဖို့ကျတို့တွေရှေ့ခေရောမမြို့ကိုရင်ဆုံးပြန်သွားကြည့်ကြရအောင်Valentine's Day ဆိုတာမပေါ်ကင်းတော့ကပေါ့လူပေါ်ခေးလျာဆိုတဲ့ပွဲတော်ဤတစ်ခုရှိခဲ့တယ်။ဒါက February 23ကနေ15ရက်နေ့အထိကျင်းပတဲ့ရှေးခေတ်ရိုးမားတွေရဲ့တော်တော်လေးကိုကျန်းတဲ့မျိုးအောင်ချင်းပွဲတော်တစ်ခုပဲ။သမိုင်းပညာရှင်များစုကတော့ဒါဟာ Valentine's Day ရဲ့ရှေ့ပြေးပွဲတော်လို့ပဲယုံကြည်ထားကြတယ်။ဒီလူပေါ်ခေးလျာပွဲတော်မှာဘာတွေလုပ်ကြလဲဆိုတော့တော်တော်ကိုထိတ်လန့်စရာကောင်းတယ်။ပထမဆုံးဘုံကြီးတွေကစိတ်တကောင်နဲ့ခွေးတကောင်ကိုရက်ပူစော်တယ်။ပြီးတာနဲ့အဲ့ဒီသွေးတွေကိုသူတို့ကိုယ်ပေါ်မှာတုံလင်းကြတော့ပြီးရင်မျိုးလုံးကျွတ်အရက်သေးစားတွေနဲ့ပျော်ပွဲကြီးကျင်းပနောက်ဆုံးဆင့်ကတော့ကိုလုံးတီးဘုံကြီးတွေကဒီလိဆန်သားရင်နဲ့လှုပ်ထားတဲ့ကြားပွက်တီနဲ့အမျိုးသမီးတွေကိုလိုက်ရိုက်ကြတာပဲဒီလိုအရိုက်ခံရရင်ခလေးရလွယ်တယ်လို့အယူရှိကြတာကိုအဲ့ဒါတခုတည်းလားဆိုတော့မဟုတ်သေးဘူးဗျနောက်ထပ်ထူးဆန်းတာတခုရှိသေးတယ်အဲ့ဒါကမျိုးလုံးကျွတ်မဲနိုင်ပွဲပဲလူငယ်လေးတွေကအိုတလုံးတဲကနေမိမပြိုတယောက်ရဲ့နာမည်ကိုမဲနိုင်ရတယ်မဲပေါက်တဲ့စုံတဲကပွဲတော်ကာလတစ်လျှောက်လုံးအတူတူနေကြရတော့တာပဲကဲစဉ်းစားကြည့်လေဒီလိုသွေးတန်ရဲရဲနဲ့ရှေးရိုးဆွဲပွဲတော်တစ်ခုကနေဘယ်လိုဖိပြီးခရစ်ယာန်သူတော်စင်တပါးရဲ့နေသူနေမြတ်ဖြစ်သွားရတာလဲအဖြေကတော့အဲ့ဒီခေတ်ကခရစ်ယာန်အသင်းတော်ကဒီရှေးရိုးဆွဲပွဲတော်ကိုအစားထိုးချင်ခဲ့တာပဲဆိုတော့သူတို့ကအားလိုက်ရဲ့အသက်စခုကိုဖန်တီးလိုက်တယ်အဲ့ဒီမှာချင်း Valentine ဆိုတဲ့နာမည်နောက်ွယ်ကရိုးဝဲစမ်းကျဲတဲ့ဇလန်းနေစလာတော့တာပဲအန်အောစရာကောင်းတာက Valentine ဆိုတာတယောက်တိုင်းမဟုတ်ဘူးဗျဟုတ်တယ် February 14ရက်နေ့နဲ့ပတ်သက်တဲ့သူတော်စင် Saint Valentine က2ယောက်တောင်ရှိခဲ့လားတယောက်ကရိုးမားမြို့ကဖုံးတော်ကြီး Valentine of Rome နောက်တစ်ယောက်ကကျတော့တာနီမြို့ကဖုံးတော်ကြီး Valentine of Terni ပေါ့ကန်ဆိုချင်တော့ဒီနှစ်ယောက်လုံးဟာ Icarus Claudius II လက်ထက်မှာခရစ်ယာန်ဖြစ်နေလို့ဆိုပြီး February 14ရက်နေ့မှာပဲတည်တံပေးခံခဲ့ရတယ်အဲ့ဒီနောက်900စုရောက်တော့ပုပ်ရမင်းကြီး Galatius I ကလူပကလီယာပွဲတော်ကိုဖျက်ပြီးဒီနေ့ကိုအာဇာနီတူရောစင်တစ်ပါးကိုဂုဏ်ပြုတဲ့နေ့ဖြစ်သတ်မှတ်လိုက်တော့တာပဲဒါရမဲ့လေအခုခေတ်မှာတီးများတဲ့ဇာလန်းကတော့ဒါတွေမဟုတ်ဘူးဘာလဲဆိုတော့ Valentine ဆိုတဲ့ဘုံတော်ကြီးကဧကရကလက်မထက်ရဘူးလို့အမိန့်ထုတ်ထားတဲ့စစ်သားတွေကိုတိတ်တိတ်လေးခိုးပြီးလက်ထပ်ပေးခဲ့တဲ့ဆိုတဲ့အချက်အတွက်အာဏာကိုအန်တုခဲ့တဲ့အဲ့ဒီပုံပြန်လေးပဲချစ်နေတာဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကရာစုနှစ်ပေါင်းများစွာကြာအောင်ဒီနေ့ဟာအာဇာနည်တွေကိုဂုဏ်ပြုတဲ့နေ့တသက်ပဲအချစ်နဲ့ဘာမှမဆိုင်ခဲ့ဘူးဆိုတော့ဘယ်အချိန်မှချစ်သူတွေရဲ့နေ့ချစ်လာတာလဲအဲ့ဒီမာတင်ဇလန်ကပိုစိတ်ဝင်စားဖို့ကောင်းလာတာဒီအပြောင်းလေးကိုလွတ်ခဲ့တာကသူတော်စင်တပါမဟုတ်ဘူးကြပြစရာတရားဖြစ်နေတယ်သမိုင်းကိုပြန်ကြည့်လိုက်ရင်ရှင်းသွားလိမ့်မယ်အစကတော့ရှေးခေတ်ရောင်မမှာလူကိုခါလျာပွဲတော်ရှိတယ်အဲ့ဒီနယ်လေခွာစလောက်မှာ Saint Valentine တို့အသက်ခံရတယ်900စုရောက်တော့ပုပ်ရဟန်းမင်းကြီးက February 14ကို Saint Valentine နေ့လို့သတ်မှတ်လိုက်တယ်။အဲ့ဒီနောက်မှာနှစ်ပေါင်း900လောက်ကြာပြီးမှ14ရာစုမှာခပြားစီယာ Geoffrey Chaucer ကဒီနေ့ကိုအချစ်နဲ့စပြီးချိတ်ဆက်ပေးခဲ့တာ။အဲ့ဒီ Geoffrey Chaucer ကဝီယာကဘာပြောခဲ့လဲဆိုတော့ဒီနေ့ဟာ Saint Valentine နေ့ပဲငှက်တိုင်းသူတို့ရဲ့ကျင်ဖော်ကိုရွေးချယ်ဖို့ထွက်လာကြတဲ့နေ့ပေါ့တဲ့။အဲ့ဒီစာသားလေးတစ်ကြောင်းကပဲ Saint Valentine နေ့ကိုအချစ်နဲ့ပထမဆုံးအကြိမ်ချိတ်ဆက်ပေးလိုက်တဲ့သမိုင်းမှတ်တိုင်းတစ်ခုဖြစ်သွားတော့တာပဲ။ကဲခေတ်ကြီးပြောင်းလာတော့တချင်ကရိုးမပွဲတော်လေးကအခုဆိုကဘာတုံဝုံးမှာပုံစံမျိုးစုံနဲ့ကျင်းပနေကြပြီတချို့နိုင်ငံတွေမှာဆိုချောကလက်ကတာဝန်အရပေးရတယ်လို့ဖြစ်နေတယ်လို့တချို့မှာကြတော့တငယ်ချင်းတွေအတွက်နေသူနေဖြစ်နေပြန်ရောဘယ်လိုဒီကွာလဲဆိုတာကြည့်ကြအောင်ဥပမာအရှေ့အာရှမှာဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဂျပန်နဲ့တောင်ကိုရီးယားမှာကဖေဖော်ဝါရီ14မှာမင်းခေတွေကယောက်ျားလေးတွေကိုချောကလက်ပေးရတာအဲ့ဒါနဲ့မပြီးသေးဘူးမတ်လ14 white day ကြာမှာယောက်ျားလေးတွေကပြန်ပေးရတာကိုရီးယားမှာဆိုပိုတောင်စားပြီးတယ် April 14 Black Day ဆိုတာရှိသေးတယ်အဲ့နေ့မှာ FA တွေကဖဲခေါ်ဆွဲအမြဲစားပြီးဝါနဲ့ပွဲဆင်နွေးကြတာထိုင်ဝမ်မှာတော့ဂျပန်တို့နဲ့ပြောင်းပြန်ပြတခြားနိုင်ငံတွေမှာလည်းထူးခြားတာတွေရှိသေးတယ်ဥပမာဖင်လန်နဲ့အက်စတိုးနီးယားမှာကြတော့ချစ်သူတွေရဲ့နေ့မဟုတ်ဘူးတငယ်ချင်းများနေတယ်တငယ်ချင်းမိတ်ဆွေတွေကိုဂုဏ်ပြုကြတာ
ဖိလစ်ပိုင်မှာဆိုရင်တော့ဒါဟာမင်္ဂလာဆောင်ရဆုံးနေမယ်အစိုးရကတော့စပွန်ဆာပေးပြီးအုပ်စုလိုက်မင်္ဂလာဆောင်ပွဲတွေလုပ်ကြတယ်အားလုံးခြုံပြောရရင်တော့20ရာစုနောက်ပိုင်းမှာဒီနေ့ဟာကမ္ဘာတော်မှာအကြီးကျယ်စီးပွားဖြစ်လာတဲ့ပွဲတော်တစ်ခုဖြစ်သွားတော့တာပါပဲ ဆိုတော့သွေးတဲ့ရဲရဲနဲ့ရောမဒလိတစ်ခုပါနေစပြီးကပ္ပကျော်အချစ်ရဲ့နေ့စီးပွားရေးဖွဲ့တော့တငယ်ချင်းများနေ့စသဖြင့်ပုံစံမျိုးစုံပြောင်းလဲလာတဲ့ဒီ Valentine's Day ရဲ့တကယ်အသေးပဲအစစ်အမှန်ကတကယ်တော့ဘာများဖြစ်မလဲဒါကတော့ကိုယ်တိုင်မဲဖြစ်ရှာရဲမယ့်မေးခွန်းတစ်ခုဖြစ်နေပါပြီ